0 calorie လို့တင်စားခေါ်ဝေါ်ကြတဲ့ဝါဥအကြောင်းကိုအသေးစိတ်ရှင်းလင်းပြောပြပါမယ်မြန်မာလိုဝါဥလို့ခေါ်ပြီးတော့ကျွန်တော်တို့ Google မှာရှာကြည့်လို့ရှိရင်တော့ concept လို့ရှာကြည့်ရင်တွေ့နိုင်ပါတယ်ဂျပန်လိုဆိုရင်တော့ shirataki noodle လို့ခေါ်ပါတယ်သူ့ရဲ့ကောင်းတဲ့အချက်တွေကတော့ soluble fiber လို့ခေါ်တဲ့အမြင်ဓာတ်တွေအများကြီးပါတယ်ကျမကြီးတို့ကောင်းတယ်ကယ်လိုရီကလည်းနည်းနည်းလေးပဲပါတယ်သူ့ကို0ကယ်လိုရီလို့တောင်တင်စားခေါ်ပေါ်ကြပါတကယ်တော့0လောက်ထိတော့မနည်းဘူးเนาะ100 gram 6ချက်ခွဲသားမှာဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့ကယ်လိုရီက5ကယ်လိုရီပဲပါတော်တော်ကိုနည်းပါတယ်ကျွန်တော်ရှိမှခြားထားဒီအခွေလေးက80 gram ရှိတဲ့အတွက်ကြောင့်မို့သူဆိုလို့ရှိရင်4ကယ်လိုရီလောက်ပဲရှိပါမယ်ပြီးတော့ဝါဥကိုကြာစံနေနဲ့ထုတ်တဲ့ခောက်ဆွဲနေနဲ့ထုတ်တယ်ပြီးတော့စံပုံစံပြန်ကြိတ်ထုတ်ပြီးတော့ဝါဥထမင်းဆိုပြီးတော့ရှိပါတယ်ဂျပန်မှာဆိုဝါဥထမင်းကခစ်စားပါတယ်ပြီးတော့ conjact jelly ပေါ့အဲ့ဒါကတော့ကျွန်တော်တို့ဈေးထဲမှာရောင်းနေတဲ့ဒီဝါဥတုံးကြီးပေါ့ပြီးတော့အသားတုအနေနဲ့ထုတ်တယ်ရေပြားချမ်းမကြီးအတွက်သူကကောင်းမွန်တဲ့အတွက်ကြောင့်မို့လို့အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာလည်းသူ့ကိုထည့်သွင်းပြီးတော့အသုံးပြုပါတယ်သူ့ရဲ့ကောင်းကျိုးတွေကတော့အများကြီးပဲ body weight ချခြင်းတဲ့သူတွေအတွက်ကောင်းမွန်တဲ့ကယ်လိုရီနည်းနည်းပဲပါတယ် fiber တွေအများကြီးပါတယ်အတွက်ကြောင့်မို့လို့ weight ချဖို့အရန်ကောင်းတယ်ဘိုက်ပြည့်တယ်အစာခံတယ်ပြီးတော့သူ့မှာ glycemic index လို့ခေါ်တဲ့အချိုဓာတ်ကအရန်နည်းတဲ့အတွက်ကြောင့်စီးကျိုသမားတွေအတွက်ကောင်းတယ်ပြီးတော့ digestion အစာကြေလွယ်တဲ့အတွက်ကြောင့်မို့လို့အစာရင်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်